ဆွေတွေတည်ကြတယ်ဒီမျက်နှာကိုဒီ channel ပေါ်မှာမြင်ရမှာလည်းမဟုတ်တလို့ Facebook ပေါ်မှာကျွန်တော်ရဲ့ account နဲ့ကျွန်တော် page တွေအကုန်လုံးပြောင်းဆန်နေမှာပဲသူများညှော်နိုင်လဲဘယ်တော့မှယုံကြည်ပြီးတော့ဒီ link လေးကိုနှိပ်ပြီးတော့ဒါလေးကို install လုပ်ပါဆိုလဲလုံးဝမယုံကြည်ပါနဲ့စနစ်တကျနဲ့တည်တည်ချာချာစစ်ဆေးပါ line ပေါ်မှာတွေ့သမျှကျွန်တော်အပါဝင်ဘယ်သူကိုမှမယုံပါနဲ့စာလှမ်းပို့တယ်စာလာပို့တယ်ပတ်စံလေးကြည့်ပါအောင်ဟိုဟာလေးဖြစ်ပါတယ်ဒီဟာလေးဖြစ်ပါတယ်ဆိုရင်လည်းလုံးဝမယုံပါနဲ့ဒီလိုပဲစာလှမ်းပို့တယ်ဆိုရင်တော့မှသိချရလားဆိုတာကိုဖုန်းလေးနဲ့ဆက်ပြောတာပဲဖြစ်ဖြစ်စနစ်တကျနဲ့လုပ်ပါနောက်ပိုင်းမှာ AI နည်းပညာတွေကတိတ်ကောင်းလာတဲ့အတွက် deepfake တွေကလည်းအများကောင်းတယ်မျက်နှာကိုအတူပြောင်းထားတာအတန်ကိုအသွင်ပြောင်းထားတာစာကိုလုံးဝအသွင်ပြောင်းထားတာတွေဆိုတာမျိုးစုံကိုဖြစ်လာနိုင်တယ်ကောင်းတဲ့ဘက်အချမ်းမှာတုံးတဲ့သူတွေအတွက်ကစီးပွားရေးကိုကောင်းစွာလုပ်နိုင်ပြီးတော့မကောင်းတဲ့ဘက်အချမ်းမှာတမမဲ့ကောင်းတွေကလည်းတန်းစီနေရပဲကျွန်တော်ဆိုရင်ဘာမှမဟုတ်ပဲနဲ့မအူမလဲနဲ့ screenshot အတုတွေနဲ့ကျွန်တော်ကိုလှမ်းပြီးတမတာတော့မှကျွန်တော်ခံခဲ့ရဘူးလေရုံတရုံမှာရရဆက်ဆက်နာမည်သွားပြတ်တယ်ဘာလို့တာလဲဆိုရင် screenshot တွေကိုအတုလုပ်ထားလိုက်တာအဲ့ဒါကိုမသိတဲ့လူတွေကြိုင်